မဲ့ယာဒီမှာကျောနံပါတ်10ဝစ်စင်တော့မဲ့ကိုအမာကျောင်းရလေးကိုကျွန်တော်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာTikTok ညူကိုင်းနဲ့လည်းပြ TikTok Vine နဲ့ FB ညူကိုင်းနဲ့လည်း comment YouTube မှာလာရောက်နားဆင်လို့ရပါတယ်ခင်ဗျာChelsea ကခုချိန်မှာဆိုရင်တော့အားထားတဲ့ကိုပါမာကိုကလပ်ဝါကန်နဲ့လာမဲ့ယာဒီပါကျောနံပါတ်10ဝစ်စင်ပေးတော့မှာဖြစ်ပါတယ်ဒါကျွန်တော်တို့ Chelsea fan တွေဘလို့အတိတ်ကောက်လို့ရလဲဆိုရင်ကျွန်တော်မိုတူရဲ့အနာဂတ်ဟာတော်တော်လေးကိုကျွန်တော်စတင်သွားခဲ့ပြီဗျ။ဘာလို့ဆိုတော့မိုတစ်ကိုကျောနံပါတ်10ပဲရှက်တာတိုနဲ့ကားနဲ့ကျွန်တော်ပေါင်တန်း100နဲ့အားကြီးပွဲပြီးတော့ကျွန်တော်ယုံကြည်တယ်။အစားပိုင်းမှာသူခြေသွားမကောင်းဘူး။ဒါပေမဲ့ conference league မှာသူဂိုးလေးနည်းနည်း3-4ဂိုးတွန်းနေဗျ5ဂိုးလောက်ပေါ့။ဒါပေမဲ့လည်းသူကဆေးကြတယ်။အဲ့တော့ကြောင့်လာမယ့်ယာဒီမှာမိုတစ်ရဲ့နာက Chelsea မှာမရှိတော့လောက်ကိုကျွန်တော်ရှိတယ်။ Chelsea ကဗျာကိုပါမောင်ကျောနံပါတ်10ဝစ်စင်ပေးတဲ့တာဟာ Chelsea fan တွေတော့ကြီးနူးရတဲ့ခိုက်တာမှာဘာလို့လဲဆိုတော့ကျောနံပါတ်10ကိုအရင်ကဗျာဂျိုကိုမာတာEden Hazard တို့ဝစ်စင်ခဲ့ပူပါတယ်ဒီကစားသမား3ဦးထဲမှာတော့ Eden Hazard ကတော့အကြိုက်ဆုံးနဲ့အောင်မြင်ဆုံးကစားသမားလည်းဖြစ်ခဲ့ပူပါတယ်ခင်ဗျာဒါအပြတော်တော်လေးကိုဒါမိုက်တယ် Chelsea ကဗျာပြီးတော့ဒီလက်ကိုလည်းကျောနံပါတ်6ပေးပြီးတော့9-10အင်္ဂလန်သားတွေကိုပထမတိုင်းအနေနဲ့မှာအသုံးပြုဖို့ရှိတယ်ဗျာဘာလို့လဲဆိုတော့ဒီလက်ကိုကျောနံပါတ်10ဟိုမဟုတ်ဗျာကိုပါမာကိုကျောနံပါတ်10ဒီလက်ကိုနံပါတ်6ပေးတာဟာ Chelsea fan တွေကမကြိုက်ဘူးဒီလက်ကိုဘာလို့လဲဆိုတော့ကျောနံပါတ်6ချိန်စာခင်ဗျားတို့တည်ရတိုင်းပဲဗျာဒီလက်ကိုကျောနံပါတ်6ပေးတဲ့ကိစ္စကျောနံပါတ်6ကချိန်စာရှိနေဗျာကျောနံပါတ်6ပေးရင်ကြားတဲ့ကောင်များတယ်ဗျာခြေစွမ်းတွေရောဒါမွာသားတို့အရင်ကမကောင်းဘူးဗျာထင်လောက်မဟုတ်ဘူးပေါ့အဲကြောင့်မို့ကျောနံပါတ်6ပေးတာကိုစစချင်းပေးတယ်ပေါ့ဗျာ Chelsea fan တွေကတော့ Way fan တွေရလည်းဖြစ်ပါတယ်ဟုတ်တော့လေဟုတ်တယ်ဗျနောက်ပြီးတော့ဗျာ Chelsea ကဗျာအင်တာဂိုမှာဖြစ်တဲ့ Mike Cannon ကိုကျွန်တော်တို့ဗျာတင်းလာနေနောက်ဆုံးထားပြီးတော့အကြောင်းပြန်မှာပေါ့ဒီနောက်ဆုံးရင်သူဝယ်မမဟုတ်ဘူးလို့ပြောတယ်ဗျာ Chelsea ကဗျာပေါင်တန်း20ယူရို25တန်ပေးတယ်ဟိုကကြတော့ဗျာသူတို့ဗျာပေါင်နဲ့အနေနဲ့25တန်ယူရိုနဲ့ဆိုတန်30လိုချင်းနေရဗျာသူကဈေးစစ်နေရပါဗျာဇာသမားကနောက်ထပ်100ဒီပဲကျန်တော့တယ်ဗျာနောက်100ဒီဆိုသူလွတ်နဲ့ထွက်မှာနောက်ပြီး Chelsea ကဗျာဥရောပအောင်ဝင်ရထားတော့သူ Chelsea တို့အတင်းမျိုးမှာသူရှေ့ဆုံးကျင်တယ်ပေါ့ကျန်တဲ့ဥရောပအတင်းကြီးတွေကိုသူတွားကျင်တယ်အင်တာမှာသူဥရောပဝင်ခွင့်မရထားတော့အင်တာမှာသူမကစားကျင်တော့ဘူးပေါ့ဒီ Chelsea ကအခုပြောင်းရွှေ့ကိစ္စဝယ်ပတ်စံကိစ္စကိုသူကညှိနှိုင်းနေရဗျာသူရဲ့လောက်ခလာစာ Chelsea ရဲ့စီမံကိန်းထဲမှာအဲ့လောက်မမြောက်ဘူးဗျာတော်တော်လေးမိုက်တယ်နောက်ပြီးတော့ Chelsea ကဗျာဝမ်ဟန်ရဲ့ကစားသမားလေးဖြစ်တယ်ဗျာကူတက်ကိုလည်းသူကစိတ်ဝင်စားနေတယ်ဗျာကွင်းလေကစားသမားလေးပေါ့ဒီကူတက်ကိုသူကဟိုတက်ကလပ်ဗျာအိုင်းရဲ့အတင်းမှာကလေးက Chelsea ကအကြောင်းတည်ရပေါ့ဗျာဒီကစားသမားရဲ့အနေထားတွေပါတွေကိုဟိုးရင်ကလေးကအကြောင်းတည်အတွင်းတည်အဆင်းတည်ဖြစ်ပါတယ်အဲ့အတွက်ကြောင့်တော့ဗျာသူက Robert Sanchez ကိုအတိုက်ပေးပြီးတော့Chelsea ကငွေသားနဲ့ကန်လန်းဖို့ရှိတယ်။ဒါပေမဲ့လည်းဝမ်ဟန်တင်းကလည်းသူ့ကစားသမားကို Chelsea လိုတင်းကလာကမ်းမင်းပြီဆိုရင်တော့မြန်မာတဲ့လာစာတောင်းဖို့တော့ရှိပါတယ်ခင်ဗျာ။